ဒီအမိုက်သိန်းနဲ့သူတယောက်ရဲ့ character ကိုပေါ်ဖို့အတွက်ကကြတော့ဒီလိုပုံမှန်ထက်လူရာထက်ပို့ပြီးတော့ over လုပ်ရတဲ့နေရာလေးတွေရှိရပါတော့เนาะအဲ့လိုဆိုတော့ poster မှာတော့လေအဲ့လိုမျိုးဒီပုံရဲ့ lighting တင်ထားတဲ့lighting ကြောင့်ထင်ပါတယ်တာထင်တာတော့ဒီ situation ကိုဘာလို့မြင့်ထားလို့လားမသိဘူးနည်းနည်းလေးပိုထဲနေရပါတော့เนาะဇကားလာလို့ရှိရင်ကြည့်ပါအဲ့လောက်ကြီးမျက်နှာမပေးပါဘူးဘာလဲဟုတ်စင်လားဟိုအမိုက်သိန်းတဲ့တော့နင်းလှမ်းခေါ်နေနင်းနဲ့တိလို့လားမသိပါဘူးဟာတခါမှတော့မမြင်ဘူးစီရမအမိုက်သိမ့်နေတဲ့ဖိုးထောင်ဆိုတဲ့ကောင်အကိုတော်ရတာရှက်နေကြတာပေါ့ဟုတ်လားဟုတ်တယ်လေညီမလေးအကောလမ်းဘေးမှာအမိုက်သိန်းနဲ့စီပင်ဝင်နေဆိုတာတော့သူတို့သိသွားလို့ရှိရင်ညီမလေးဘက်တော့မသိခါကြလေကိုရတော့မတွေ့မိဘူးလားပြတော့သားကလေတစ်ခုလောက်မြစ်တာရက်ခံချင်တာဗာလေဆိုတော့ဒီကားလေးကိုဒီကားထဲမှာပါတဲ့တချို့ဒိုင်ယာလော့တွေကပေါ့နော်ကျန်းနေပေါ့နော်တာကိုရိုင်းမပြောချင်ဘူးဒါပေမဲ့အဲ့ sing တွေမှာကျတော့ဒီအတိုင်းပြောမှအတိတ်ပဲတက်ရောက်မဲ့အရာမျိုးရှိရပေါ့နော်အဲ့လိုဆိုတော့တချို့ဒိုင်ယာလော့တွေကိုမပြောချင်မဲနဲ့ပြောထားရပါတယ်အဲ့ဒါကဘယ်သူ့ကိုမှဘယ်ဒီအဓိကတော့စီပင်ဝန်ထမ်းတွေကိုပေါ့နော်ဒါကတောင်းပန်ချင်တာစိတ်နှံတော်ကနေပေါ့နော်ဒီတာမင်နယ်မင်္ဂလာတုံးစိုက်ပွဲမှာပေါ့နော်တကြံအကျိုးဈေးရောင်းပွဲလေး22 23 24ပေါ့နော်3ရက်တိုင်တိုင်ကျင်းပသွားမှာပဲဖြစ်ပါတယ်ရှင်စိတ်နှံတော်နဲ့အလုပ်တွဲလုပ်လာသမျှကာလမှာဒီဆက်ကတာမဝတ်ဘူးသေးဘူးပေါ့နော်တောက်လုံးဝအလိုမဝတ်ဘူးတဲ့ဟာလေးစင်လာအောင်ပေါ့နော်ဒီဇိုင်းလေးလဲစမ်းတယ်စိန်ရုံအရင်တုန်းကကြိုက်တဲ့သူဆိုတော့ကြိုက်ပါတယ်ဒီနေ့ဝတ်ထားတယ်ဒီဈေးရောင်းပွဲမှာဆိုလို့ရှိရင်တော့စိန်တင်နဲ့ရွှေသူတွေကို25ရာခိုင်နှုန်း discount နဲ့ရောင်းချပေးသွားမှာပေါ့နော်ပြီးရဲ့ခါကျတော့အလဲ 0% နဲ့လည်းcustomer တွေကိုလုပ်ပေးသွားမယ်ပြီးတော့ဒီလထဲမှာပဲပေါ့နော်တိုင်း city မှာဒီ28 29 30မှာလည်းဈေးရောင်းပွဲလေးရှိပါသေးရဲ့ရှင်ဒီ terminal M ကိုလည်းလာအားပေးလို့ရတယ်လို့မျိုးဒီတိုင်း city မှာလုပ်လို့ရှိရင်လည်းလာအားပေးလို့ရပါတယ်ရှင်အဲ့လောက်ကြီးရောအဲ့လိုမထင်တာဘူးပေါ့နော်မထင်မပဲနဲ့ပေါက်သွားတယ်လို့ထင်ပါတယ်ဟုတ်အဲ့ဒါလေးတွေကချစ်ဖို့ကောင်းပါတယ်ဒါကတော့ဒီဘယ်လိုပြောရမလဲတာတို့ကြကလည်းတရံလုံးတရုတ်တူလေးเนาะဆိုတော့ဒီအမိုက်သိန်းနဲ့သူတယောက်ရဲ့ character ကိုပေါ်ဖို့အတွက်ကကြတော့ဒီလိုပုံမှန်ထက်လူရာထက်ပို့ပြီးတော့ over လုပ်ရတဲ့နေရာလေးတွေရှိရပါတော့เนาะအဲ့လိုဆိုတော့ poster မှာတော့လည်းအဲ့လိုမျိုးဒီပုံရဲ့ lighting တင်ထားတဲ့lighting ကြောင့်ထင်ပါတယ်တာထင်တာတော့ဒီ situation ကိုဘာလို့မြင့်ထားလို့လားမသိဘူးနည်းနည်းလေးပိုထဲနေရပါတော့ဇကားလာလို့ရှိရင်ကြည့်ပါအဲ့လောက်ကြီးမျက်နှာမပေးပါဘူးဟုတ်တယ်အရန်ဆိုးရတယ်ဆိုးရတာဟိုမှသူဆိုးတာထက်ကိုရိုင်းတယ်လို့ပြောလို့ရမှာပေါ့နော်ဒီကိုအကိုအရင်ဟိုမှအရန်မောက်မာပြီးတော့စကားတွေကအရန်ကြမ်းတမ်းနေပေါ့နော်ပြီးတော့သားကလေတစ်ခုလောက်မြစ်တာရက်ခံချင်တာဗာလေဆိုတော့ဒီကားလေးကိုဒီကားထဲမှာပါတဲ့တချို့ဒိုင်ယာလော့တွေကပေါ့နော်ဒိုင်ယာလော့တွေကပေါ့နော်အရန်ကျန်းနေပေါ့နော်တာကိုရိုင်းမပြောချင်ဘူးဒါပေမဲ့အဲ့ sing တွေမှာကျတော့ဒီအတိုင်းပြောမှအတိတ်ပဲတက်ရောက်မဲ့အရာမျိုးရှိရပေါ့နော်အဲ့လိုဆိုတော့တချို့ဒိုင်ယာလော့တွေကိုမပြောချင်မဲနဲ့ပြောထားရပါတယ်အဲ့ဒါကဘယ်သူ့ကိုမှဘယ်ဒီအဓိကတော့စီပင်ဝန်ထမ်းတွေကိုပေါ့နော်ဒါတောင်းပန်ချင်တာဒါစော်ကားထားခြင်းမရှိပါဘူးလို့ဒီ character အရာဒီအလောက်ကသူ့အတွက်တင်ငယ်စရာအကိုကသူ့အတွက်ရှက်စရာဆိုပြီးတော့ဒီစန္နာဆိုတဲ့ character ကတင်ငယ်ပြီးတော့သူကအဲ့လိုရိုင်းရတဲ့ character ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလိုမျိုးပြောရတဲ့လောတွေကိုနားလည်ပြီးပါလို့မြင်ကြရက်ခံချင်ပါတယ်ဒီကနေလည်းစီပင်တက်ရှင်ဝန်ထမ်းတွေကိုပေါ့နော်ဒါအနေနဲ့တောင်းပန်ချင်ပါတယ်လို့အဲ့လိုမျိုးလေးတုံးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါတာဘက်ကအဲ့လိုပြောချင်စိတ်မရှိပါဘူးလို့ဟုတ်ဒါတော့ဒီ character အရာကို character ကိုတန်တာကြီးအနေနဲ့ဝေဖန်ရမယ်ဆိုလို့ရှိရင်တော့သူ့ရဲ့စိတ်ထဲမပြေဝဘူးပေါ့နော်ဒါမိဘတော်မှဘယ်အလုပ်လုပ်လို့မိဘပဲရှက်စရာလို့တွေးရမှာမဟုတ်ဘူးလေဒါဆိုလို့ရှိရင်ဒီမြေစာထဲမှာဆိုရင်အကိုကြီးကကြတော့အကိုကြီးအဖရအဖေနေရာမှာရှိရသူအဲ့ဒါကိုတက်လုံးလဲကျွေးမွေးပြုစုခဲ့တယ်စောင့်ရှောက်ခဲ့တယ်ဒီကိုယ့်ရဲ့ဇေယျအကုန်လုံးလည်းအကိုကတာဝန်ယူပေးထားတာကိုမှသူကတိမ်ငယ်ပြီးတော့ဒီအလုပ်ကိုရှက်စရာမြင်နေပြီးတော့အကိုကိုလည်းပြောတဲ့စကားတွေကစော်ကားရဲ့စကားတွေပေါ့နော်အဲ့လိုမျိုးဆိုအဓိကဒီကားလေးကလေပညာပေးကားလေးပါအဲ့လိုမျိုးဆိုနောက်ပိုင်းမှာတော့အဲ့လိုသူ့အနေနဲ့သူဘယ်လိုမျိုးဖြစ်တာလေးရှိရပါတော့နော်ပြီးတော့တာတို့ရဲ့ဒီမြေစာဇက်လန်လေးကကြတော့ true story ပါ true story ဆိုတာအပြင်လောကမှာရှိခဲ့ဘူးတဲ့မိသားစုတစ်ခုကိုဒီကြိုးရိုးခံပြီးတော့ဇက်လန်သဘောလို့ပြန်သွားထားတာပေါ့နော်ဒါကလေကိုမြင့်မြတ် interview တစ်ခုမှလည်းဖြေထားတာရှိပါသေးတယ်ဟို90ရာခိုင်နှုန်းလောက်ကအမှန်ပေါ့နော်30ရာခိုင်နှုန်းလောက်ကကြာလဲဒီဇလန်သဘောရချဲ့ထားတာလေးရှိရပါတော့အဲ့လိုဆိုဒီလို character မျိုးတွေကအပြင်မှာရှိပါတယ်ဆိုတော့တာတို့ကဒီရုပ်ရှင်အနေနဲ့ပညာပေးအနေနဲ့ဒီပြိတ္တကိုချပြထားတာပေါ့နော်ဆိုတော့
ကြည့်ရှုပြီးတော့ဝေဖန်အားပေးပါအောင်လို့ဟုတ်အများကြီးတော့မျှော်လင့်ထားပါတယ်ဘာလို့လဲဆိုတော့ရုပ်ရှင်ကားကြီးမှာလွတ်ခွဲရဖို့ကအရန်ရှားရပေါ့နော်ဒါတို့ဒီကိုအနေနဲ့ MRT ဘုမှာတော့9နှစ်လောက်လုပ်ခဲ့ပြီးပြီဒါပေမဲ့ဒီရုပ်ရှင်ဘက်မှာဆိုရင်ကြတော့အစိမ့်သက်သက်ပေါ့နော်ရုံကထွက်ပြီးတော့မှအစိမ့်သက်သက်အနေနဲ့အစ်စ်ကနေပြန်စရတာဆိုတော့အရန် challenge ဖြစ်ခဲ့တယ်အများကြီးလေးစူးစမ်းထားရပေါ့နော်ဆိုတော့ပရိသတ်တွေအနေနဲ့တရုတ်ဆောင်ကောင်းတယောက်ဖြစ်လက်ခံအောင်လို့ဒါအများကြီးစူးစမ်းထားပါတယ်ဒီနေ့ကိုဒါပုံပြီးပြောရတာလေဒါရန်တိုင်းပြောရဲမှာတွေ့မှာဘယ်လောက်ကြောင်အားနာရလဲ အရန်အားနာတယ်မပြောရဘူးကိုမြင့်ကလည်းဒီကားရဲ့တဲ့အချိန်မှာသူကဒီရှူတင်စိမ့်မော်စားရောက်ပြီးဆိုတာနဲ့အဲ့ဒီအတိုင်းနေတာ character အတိုင်းအဲ့လိုလောကမျက်နှာကိုအဲ့လိုမျိုးညှိုးငယ်ပြီးတော့အဲ့လိုအရဲသနာဖို့ကောင်းတယ်ဒီတိုင်းကြည့်နေအောင်ပါကိုငယ်ငယ်တုန်းကသူ့ကားကြီးကြည့်ပြီးအားပေးခဲ့တကယ်တည်းကိုမြင့်ကအိုက်တော့အဲ့လိုဆိုလေစင်းမော်မှာအဲ့လိုသူကလေရောက်ကြတဲ့အဲ့လိုမျိုးလေအဲ့တော့ကိုကလေကိုကြီးကမဖြစ်တယ်ညာဖြစ်တယ်ဆိုတော့မပြောရဘူးတိလားအဲ့လိုဟဲ့တနာပါဘာလို့အဲ့လိုကြီးပြောနေရလဲပေါ့နော်ဒါပေမဲ့လေကိုကအရင်ပြောတဲ့ခါကျမှကိုမြင့်ရဲ့ character ပို့ပြီးတော့ဒီတနာဖို့ကောင်းမယ်ဒီညီမဆိုတယောက်ရဲ့အဲ့လိုပုံစံပုံပေါ်မှာဆိုတော့တော်တော်တော့မရိုင်းထားပါတယ်အဲ့ထဲမှာဟုတ်